အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တန်ငယ်ချင်းမိတ်ဆွေပေါင်းတင်အားလုံးကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒေတာမှာစိုက်ပျိုးထားတဲ့ပန်းပွင့်စိမ်းခေါ်နိုကိုလီအခင်းကိုကျွန်တော်အနေနဲ့မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တောင်သူဦးကြီးအနေနဲ့ပန်းပွင့်စိမ်းကိုစိုက်ပျိုးထားတာစနစ်တကျနဲ့ဘယ်လိုစိုက်ပျိုးထားရဲဆိုတော့ကျွန်တော်တန်ငယ်ချင်းမိတ်ဆွေပေါင်းတင်အားလုံးကိုမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာတကယ်ဒီမှာကြည့်ပါခင်ဗျာစနစ်တကျနဲ့စိုက်ပျိုးထားတာဆိုပြီးအတန်းလိုက်ကိုအများကြီးစိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာအခုတော့တောင်သူဦးကြီးအနေနဲ့စနစ်တကျစိုက်ပျိုးထားတာဆိုလို့ချင်းပြဒီလိုအများကြီးကိုစိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုစိုက်ပျိုးထားတဲ့အချိန်ကာလဆိုလို့ချင်း2လခွဲ3လနီးပါးလောက်ရှိပါရဲ့ခင်ဗျာအဲ့ဒီလေချိန်တွင်းမှာဆိုလို့ချင်းပြကျွန်တော်တို့တောင်သူဦးကြီးအနေနဲ့ယခုရရှိထားတဲ့အနေအထားကတော့ဒီလိုအနေထားမျိုးတွေကိုရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုအနေထားတွေကိုရရှိထားပြီးဖြစ်ပါတယ်အပင်တိုင်းမှာဒီလိုအနေထားတွေကိုရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုအနေထားတွေကိုရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တောင်သူဦးကြီးအနေနဲ့ယခုချိန်ကစပြီးတော့စတင်ပြီးတော့ဖောက်တယ်ကပေးဖို့ခုစွတ်နေပြီဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုခုစစ်တဲ့ခါမှာပင်တိုင်းကရရှိထားတဲ့အပွင့်ကဆိုလို့ချင်းတော့ဒီလိုအပွင့်အနေထားကိုရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာဒီလိုအပွင့်အနေထားကိုရရှိထားပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တောင်သူဦးကြီးအနေနဲ့အခုဒီလိုအပွင့်အနေထားကိုပေါ့နော်ဖောက်တဲ့ဈေးနှုန်းပေးတာဆိုရင်2000ကျပ်ထဲနဲ့ဒီလိုအပွင့်ကြီးကို2000ကျပ်ထဲနဲ့ဖောက်တဲ့ပေးတာဖြစ်ပါတယ်ခင်ဗျာဒါကိုကျွန်တော်တကယ်ချင်းမိတ်ဆွေအားလုံးသိချအောင်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့တောင်သူဦးကြီးကနေပြီးတော့ပေါ့နော်သူ့ရဲ့အိမ်သုံးစားဖို့ရနောက်အမျိုးတွေကိုပေးဖို့ရပေါ့နော်စိုက်ပျိုးပြီးတော့တင်းကျပ်နေတဲ့စိုက်ပျိုးထားတာဒါကတော့မောင်လာဥအနီအပင်ဖြစ်ပါတယ်ခင်ဗျာဒါမောင်လာဥအပင်အနေကိုကျွန်တော်တို့အိမ်သုံးစားဖို့အတွက်စိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒါနဲ့သူနောက်ထပ်စိုက်ပျိုးထားတာကတော့မောင်လာတုတ်ကိုလည်းစိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာကဲဗျာကျွန်တော်ရဲ့တောင်သူဦးကြီးအနေနဲ့ပေါ့နော်အခုလိုအခင်းကြီးကိုစိုက်ပျိုးထားပြီးတကလားနောက်ခုစွတ်မဲ့အချိန်မှာလဲဈေးနှုန်းကောင်းရပါသေးလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်းအားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ